Hello အားလုံးပဲမင်္ဂလာပါဖူးပါဒီနေ့ကနေ့အိမ်မှာဘာပဲရှိလဲလိုက်ပြမှာဖြစ်ပါတယ်လိုက်ကြည့်ပြပါဦးနားလေးနော်ခဏလေးနော်ဖမစီးလိုက်ပါဦးမယ်နေရတအားပူပါရင်ဒါကတော့ထိုင်းစပယ်ပဲဖြစ်ပါတယ်ဒါထိုင်းစပယ်ပါအပြီးရင်ဒါတော့ဘာပန်းလည်းမသိပါဘူးအမေစိုက်ထားတာပါမသိပါဘူးဒီကလည်းပွင့်တားလှပါတယ်ဒါလေးရလည်းပွင့်တားလှပါတယ်ဒါလည်းဘာပန်းလည်းမသိပါဘူးဒါလည်းလည်းဘာပန်းလည်းမသိပါဘူးပြီးတော့ကြပါသေးတယ်တဒန်ဒါချက်စိတ်ပန်းလို့တော့ပြောရမယ်ဘာပန်းလဲတော့အရှာမသိဘူးเนาะဒါဘာပန်းလဲမသိပါဘူးဒါကလည်းတစ်ခွပန်းလို့ထင်တာပဲဒါလည်းတစ်ခွပန်းလေးပါဒါတစ်ခွပန်းလေးပါတစ်ခွပန်းကြီးကဒါကတော့တိတ်ပြောမပွင့်သေးဘူးပေါ့เนาะပွင့်သေးဘူးပေါ့ဟိုကတော့အိမ်ကစိန်ပန်းပင်ဖြစ်ပါတယ်ဒါစိန်ပန်းပင်မှာစိန်ပန်းမှာဟိုမှာတော့တရက်တီးပါတရက်တီးနေပါတယ်တက်တာ